ခုလို AI ဗီဒီယိုလေးတွေကြည့်ကျင်နေဆိုရင်တော့ဒီဗီဒီယိုလေးကိုစောင်းအောင်ကြည့်ပေးပါနော် follow လေးလည်းလုံးဝ follow လေးလည်းလှုပ်ခတ်ထားပေးပါအောင်နော်ကဲအားလုံးပဲမင်္ဂလာပါကျွန်တော်ဒီခါပြပြပေးမှာကဘာလဲဆိုတော့လူများအရန်စိတ်ဝင်စားနေတဲ့ AI ဗီဒီယိုလုံနည်းပဲဖြစ်ပါတယ်ကဲဒါဆိုရင်ဘယ်လိုလုပ်ရမလဲဆိုတာကိုကျွန်တော်နဲ့အတူတူတစ်ချက်လိုက်ကြည့်လိုက်အောင်ဗျဟုတ်ပြီကျွန်တော်တို့က AI ဗီဒီယိုလုံးမှာဖြစ်တဲ့အတွက်အရင်ဆုံးရှိထားမယ် software ကဘာလဲဆိုတော့ဒီမှာ Google Chrome ဆိုတဲ့ software လေးဖြစ်တယ်เนาะအဲ့ဒီ Google Chrome ဆိုတဲ့ software လေးကိုလောက်ပဲဆိုရင်ကျွန်တော်တို့ကဘာလဲဆိုတော့ Gmail နဲ့ချိတ်ထားဖို့လည်းလိုအပ်တယ်ပေါ့နော် Gmail နဲ့ချိတ်ထားဖို့လိုအပ်တယ်နော် Gmail ချိတ်ထားဖို့လိုအပ်တယ်အခုကျွန်တော်တို့ Google Chrome နဲ့ကိုဝင်လိုက်မယ်နော်ဟုတ်ပြီကျွန်တော်တို့ကကြတော့ Google ကကြတော့ Gmail နဲ့ချိတ်ထားပြီးဖြစ်တဲ့အတွက်တခါတည်းဝင်လိုက်လို့ရတယ်နော်ဒါအစမှကျွန်တော်ဝင်ထားတဲ့ဟာကျွန်တော်အစနဲ့ပြန်ထွက်ပြပေးမယ်နော်ဘယ်လိုလုပ်မလဲဆိုတော့အစနဲ့ကျွန်တော်တစ်ချက်ပြန်ထွက်ပြပေးမယ်နော်နားလည်အောင်လို့ပေါ့နော်ဟုတ်ပြီ Google Chrome နဲ့ဝင်လိုက်တဲ့အခါမှာဟုတ်ပြီကျွန်တော်တို့ကကိုယ့်အကောင့်ထဲကိုဝင်လိုက်မယ်ပေါ့ဝင်လိုက်တဲ့အခါမှာကျွန်တော်တို့ကဘယ်လိုလုပ်မလဲဆိုတော့ဒီမှာကျွန်တော်တို့ကဒီ server မှာရိုက်ချလိုက်မယ်ပေါ့အဲ့ဒါဘာလဲဆိုတော့ဒီ Gemini Enterprise ဒီမှာကြည့်နော် Gemini Enterprise ဆိုsoftware အဲ့ဒီ Gemini Enterprise software လေးကိုကျွန်တော်ကရိုက်ချပြီးတော့အဲ့ဒါလေးကိုဝင်လိုက်မယ်ဟုတ်ပြီကျွန်တော်တို့ကဝင်ရမှာဘာလဲဆိုတော့တို့ဒီ Gemini Enterprise ဆိုတဲ့ software ကအများကြီးရှိရပေါ့နော်အများကြီးရှိတယ်ဘာတွေအများကြီးပဲတချို့ကြတော့လွဲဝင်တာရှိတယ်လွဲဝင်တော့မရပါဘူးเนาะမရတော့ပါဘူးအဲ့တော့အခု software လို့တရားကြည့်မယ် Gemini Enterprise Best of Google AI for Business ဆိုတဲ့ software လေးဖြစ်တယ်အဲ့ဒါလေးကိုကျွန်တော်တို့ကဝင်လိုက်မယ်ဟုတ်ပြီဒီမှာအကောင့် log in ဝင်လို့ရတယ်ဒါနဲ့ရတယ်ဒါတော့မှဟိုကဒီဟာနဲ့စကြည့်မယ်ဒီမှာဒီ start 3 for day trade ဆိုတာပါတယ် trade လို့ရတယ်ဟာเนาะဟိုပါပေါ့ရေ30စာပြအဲ့ဒါလေးနဲ့ကျွန်တော်အရင်ဆုံးဝင်ကြည့်လိုက်မယ်ဟုတ်ပြီအဲ့ဒါလေးဝင်လိုက်တဲ့ခါမှာခဏလေးစောင့်ပြပါเนาะ line အခက်အခဲလေးကြောင့်ဆိုတော့ဟုတ်ပြီအဲ့ဆိုရင် software လေးတွေကိုဝင်သွားပြီဆိုရင်ကျွန်တော်တို့ကဗီဒီယိုလောက်မှာဖြစ်တဲ့အတွက်ကျွန်တော်တို့ကအလဲကောင်เนาะဒီ3ခုရှိတဲ့ဟာမှာဒီအလဲကောင်ဟာလေးကိုနှိပ်မယ်နှိပ်ပြီးတော့ဒီမှာကြည့်ကျွန်တော်တို့က create video ဖြစ်တဲ့အတွက်ကျွန်တော်တို့က create video ကိုနှိပ်မယ်အဲ့တချို့တွေကဗီဒီယိုလုပ်ပြီးတော့ပုံတွေထွက်လာရှိတယ်เนาะအဲ့ကြောင့်မလို့ကျွန်တော်တို့ကဒီပုံတွေဖြစ်မှာဖြစ်တဲ့အတွက်ပုံထွက်မှာဆိုတော့ဗီဒီယိုနဲ့လုပ်မယ်တချို့တွေကြတော့ဗီဒီယိုလိုမြန်မာလိုပို့တာဆရာဒါပေမဲ့အင်္ဂလိပ်လိုတွေထွက်လာတယ်ပြီးရင်ဆရာပုံတွေကဗီဒီယိုကြီးကမဲနေတယ်ဆရာအဲ့ဒီလိုတွေကကြတော့ဗီဒီယိုတွေပါနေမဲတာကြတော့ကျွန်တော်တို့ကဘာလဲဆိုတော့ပုံမှန်အားဖြင့်ကline ကြောင့်မဲရလဲပါတယ်ပေါ့ဒါပေမဲ့မြန်မာလိုပို့ပြီးတော့အင်္ဂလိပ်လိုတွေဗီဒီယိုထွက်တဲ့လူတွေကြတော့ဘယ်လိုလုပ်မလဲဆိုတော့ကျွန်တော်နောက်ဗီဒီယိုမှာထပ်ပြီးတော့ပြောပြပေးမယ်သိချင်တယ်လည်းကျွန်တော်ကိုလာပြီးတော့မေးလို့ရတယ်ပေါ့နော်ဒီ comment အောက်မှာလည်းရေးပေးလို့ရတယ်ဘယ်လိုလုပ်မလဲဆိုတော့ပေါ့နော်ဟုတ်ပြီဒါဆိုကျွန်တော်ကဗီဒီယိုလုပ်မှဖြစ်တဲ့အတွက် create video with view ဆိုအောင်နှိပ်လိုက်ပဲဟုတ်ပြီအဲ့မှာကျွန်တော်ကကိုပြောချင်တဲ့အကြောင်းအရာလေးကိုကျွန်တော်တို့ကဘာလဲဆိုတော့မြန်မာလိုပေါ့မြန်မာလိုရေးလို့ရတယ်နော်အင်္ဂလိပ်လိုရေးကြမလို့မြန်မာလိုရေးလို့ရတယ်ဟုတ်ပြီကျွန်တော်မြန်မာလိုရေးထားတာဗာလဲဆိုတော့အဖိုးအိုကြီးတရားကားလမ်းပေါ်မှာဆိုင်ကမောင်းလာမယ်အဲ့ဒီကားလမ်းဘေးမှာကောင်းလေးနဲ့ရက်ပြီးစကားပြောမယ်ကောင်းလေးမင်းဘာလုပ်နေတာလဲအရက်ပဲတောက်မနေနဲ့အရက်တောက်ရင်အသက်ပြောက်မယ်ဆိုပြီးတော့ရဲပြီးပြောခိုင်းလိုက်ဟုတ်ပြီဆိုရင်ကျွန်တော်တို့ကဘယ်လိုရေးရမလဲဆိုတော့စလုံးပေါင်းသက်ပုံမှန်မှန်ကန်ကန်နဲ့ရေးပေးရမယ်စလုံးပေါင်းသက်ပုံနေပြီးဆိုပြီးရေးလို့မရဘူးဘာလို့လဲဆိုတော့အဲ့လိုရေးလိုက်တဲ့ခါကျတော့သူတို့နားမလည်နိုင်တဲ့စကားဖြစ်တဲ့အတွက်သူကဗီဒီယိုထုတ်မပေးနိုင်ဘူးအဲ့တော့ဗီဒီယိုတွေပါလည်းထုတ်လာတယ်ထွက်လာတယ်တလွဲဖြစ်တယ်ပေါ့ဗျာအဲ့ကြောင့်မလို့ဒီမှာဒါလေးကိုစလုံးပေါင်းသက်ပုံနဲ့မှန်ရေးမယ်ရေးပြီးသွားပြီဆိုတော့လည်းတို့ကကိုပြောချင်တဲ့စကားလေးကိုဒီမှာကွင်းစားကွင်းပိတ်ထဲမှာကွင်းစားကွင်းပိတ်ထဲဒီကွင်းစားကွင်းပိတ်ထဲထည့်ပြီးတော့ရေးပေးရမယ်ဒီကကိုပြောချင်တဲ့စကားလေးကိုလေအဲ့လိုရေးပြီးဆိုတာနဲ့ကျွန်တော်တို့ကဒီမှာစမ်းစွာလေးကိုဟုတ်ပြီနှိပ်ပြီးသွားဆိုတော့ခဏစောင့်ပြရမယ်နော်ကဲဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့ရပြီပေါ့နော်
ရပြီဆိုတော့ဒါလည်းမဆိုင်ဘူးဟုတ်ပြီဒါဆိုကျွန်တော်တို့ရပြီပေါ့နော်အဲ့ဆိုရင်ကျွန်တော်တို့အဲ့ဒါလေးတစ်ချက်ဖွင့်ကြည့်လိုက်အောင်ဗျကျွန်တော်တို့ပြောတိုင်းဟုတ်လားပေါ့ကျွန်တော်တို့ပြောတာကအဖိုးကြီးတယောက်ကလမ်းပေါ်မှာဆိုင်ကယ်မောင်းလာမယ်အဲ့ဒီကလမ်းပြင်မှာကောင်းလေးနဲ့ရက်ပြီးစကားပြောမှာသူပြောမှာကဘာလဲဆိုတော့ကောင်းလေးမင်းဘာလုပ်နေတာလဲအရက်ပဲတောက်မနေနဲ့အရက်တောက်ရင်အသက်ပြောက်လို့ဆိုပြောရဲပြီးပြောတာနော်မကြည့်နော်ဟုတ်လားမဟုတ်လားကြည့်လိုက်မယ်နော် ကောင်းလေးမင်းဘာလုပ်နေတာလဲအရက်ပဲတောက်မနေနဲ့အရက်တောက်ရင်အသက်ပြောက်မယ် ဟုတ်တယ်နော်အဲ့ဒါဆိုရင်ကျွန်တော်တို့ကဒီမှာညာဘက်ရဲ့အကြောင်းအပေါ်ဆုံးလေးမှာနော်ကျွန်တော်တို့ကဒီမှာညာဘက်အကြောင်းအပေါ်ဆုံးရဲ့ဒီညာဘက်တောင်းအခြေအနေမှာဆို download ဆိုတာပါတယ်အဲ့ဒါလေးနှိပ်မယ်နှိပ်ပြီးကျွန်တော်တို့ကဒီမှာ download ဆိုရတဲ့အတွက် yes download ကိုနှိပ်လိုက်မယ်အဲ့ဒါဆိုရင်ကျွန်တော်တို့ဒီ video file ကိုကျွန်တော်တို့ download သွားပါပြီနော်အဲ့ဆိုရင်ကျွန်တော်တို့ဒီ video download သွားပြီအဲ့ဆိုရင်ကျွန်တော်တို့ကနောက်ထပ် video ထပ်လုပ်မယ်ဆိုလဲအဲ့လိုပဲဒီမှာကျွန်တော်တို့ပြောချင်တဲ့အကြောင်းလေးတွေကိုရေးပေးလိုက်မယ်ဒါဘယ်လိုရှိတယ်ပေါ့အဲ့ဒါလေးရေးပေးလိုက်မယ်ရေးပေးပြီးဆိုတာနဲ့စလေးကိုနှိပ်လိုက်မယ်အဲ့ဆိုရင် video လုပ်ဖို့အတွက်ခဏစောင့်အောင်မယ်ခဏစောင့်ပြီးတော့လည်း video ထွက်လာမယ်သူက video ကဒီစက္ကန့်8စက္ကန့်ပဲရမှာဗျကျွန်တော်တို့က video တွေအများကြီးလုပ်ချင်အဲ8စက္ကန့်နဲ့အပိုင်းတွေအများကြီးလုပ်ပြီးမှကျွန်တော်တို့က video လုပ်လို့ရအရှည်ကြီးလုပ်လို့ရပေါ့ပြီးရင်နောက်ထပ်အဲ့လိုမလုပ်ရဘဲနဲ့ video အရှည်လုံးလို့ရရင်နည်းလေကျွန်တော်နောက် video မှာကဲပြပါပြီမယ်ဒါကြောင့်မလို့ကျွန်တော်ရဲ့ video လေးကိုကျွန်တော်ရဲ့ page လေးကို like and follow လေးလုပ်ပေးကြဖို့ကျွန်တော်အနည်းငယ်တောင်းပန်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ဗျနောက် video မှာပြန်ဆောင်ကြမယ်เนาะမသိရရှိကျွန်တော်ကို comment နေပြီးတော့ရေးလို့ရပါတယ်ဗျအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်